လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ရှင်းပြပါတယ်ဆွေးနွေးတဲ့လူတွေကတော့ဗျာအားလုံးလည်းလက်ခံပြီးတော့မှအားပေးထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စေရမယ်လို့အာဏာသိမ်းခေါင်းဆောင်ကမကြာခဏပြောဆိုနေပေမဲ့ပဂတိအခြေအနေကတော့ပြောင်းပြန်ဖြစ်နေတယ်လို့နိုင်ငံရေးအကဲခတ်တွေကပြောကြပါတယ်စစ်အုပ်စုလုံးမဲ့ရွေးကောက်ပွဲမှာပြည်သူလူထုထောက်ခံမှုအားကောင်းတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့မပါဝင်သလိုပါဝင်ရှင်ပြိုင်ကြမဲ့ပါတီတွေကလည်းအခက်အခဲတွေကြုံတွေ့နေကြရပါတယ်အဓိကကတော့ဥပဒေတွေကိုလိုတလိုရေးဆွဲပြဋ္ဌာန်းနေတာရွေးကောက်ပွဲကိုဥဆောင်ကျင်းပပေးမဲ့ရွေးကောက်ပွဲကော်မရှင်ဆိုတာကလည်းစစ်ကောင်းဆောင်ခန့်တဲ့အရက်ဝတ်စစ်သားတွေသာဖြစ်နေတာတွေကဒီရွေးကောက်ပွဲရဲ့လွတ်လပ်ပြီးတရားမျှတမှုဆိုတဲ့စကားလုံးအပေါ်မှာထင်ဟပ်မှုမရှိနေတာဖြစ်ပါတယ်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲမှာအချိုးကျစနစ် PR နဲ့နိုင်ငံရေးပါတီငယ်တချို့လွှတ်တော်ထဲရောက်လာဖို့မလုံးပေးထားပေမဲ့ထောင်ချောက်တွေလည်းရှိနေပါတယ်မြန်မာနိုင်ငံမှာအရင်စစ်အာဏာရှင်တွေဥဆောင်ခဲ့တဲ့2010 2015ရွေးကောက်ပွဲတွေနဲ့တောင်မတူတဲ့ကန့်သက်ချက်တွေကိုလက်ရှိစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲမှာတွေ့ရပါတယ်2010 2015ရွေးကောက်ပွဲဥပဒေတွေအရတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဟာပါတီဝင်1000ကိုပဲစုဆောင်းကြဖို့ပြဋ္ဌာန်းခဲ့ပေမဲ့စစ်ကော်မရှင်ကတော့ကနဦးကြေညာချက်မှာပါတီဝင်အင်အား3သိန်းနောက်ပိုင်းမှာ9000ဆိုပြီးအရင်စစ်အာဏာရှင်တွေထက်အဆ90လောက်ကိုတိုးမြင့်ထားတာတွေ့ရပါတယ်ဒီကန့်သက်ချက်တွေကြောင့်ပဲပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF အပါအဝင်နိုင်ငံရေးပါတီ၄ခုကိုပါတီဝင်အင်အားမပြည့်တာနဲ့ရုံးခန်းမပြည့်တာကြောင့်ဆိုပြီးဖျက်သိမ်းပစ်လိုက်ပါတယ်ဒါအပြင်တနိုင်ငံလုံးဝင်ပြိုင်ခြင်းတဲ့ပါတီတွေဝင်ပြိုင်ခွင့်မရပဲတိုင်းနယ်ပြည်နယ်အဆင့်နဲ့တင်ကျင်းနဲ့ကြရသူတွေရှိနေပါတယ်ပါတီအားလုံးကတပြည်လုံးဝင်ပြိုင်တဲ့ပါတီမျိုးတွေဖြစ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ပြိုင်ပွဲကြီးကပိုအားကောင်းသွားတော့ဗျာကျွန်တော်ပါတီဆိုလို့ရှိရင်ဒါတနိုင်ငံလုံးတောက်လျှောက်ကြိုးစားခဲ့တာမြို့နယ်ပေါင်း100ကျော်ကိုကျွန်တော်ရုံးနေအများကြီးဖွင့်ပြီးလုပ်ခဲ့တာပဲဒါပေမဲ့ကာလအခြေအနေကြောင့်ကျွန်တော်ကရန်ကုန်တိုင်းတစ်ခုပဲရွေးပြီးတော့ကိုကမှတ်ပုံတင်ခဲ့ရတာအဲ့တော့အခုဆိုလို့ရှိရင်ကျန်တဲ့တိုင်းနယ်ပြည်နယ်73ခုကကျွန်တော်ပါတီဝင်တွေကကျွန်တော်ပါတီကိုမဲပေးခွင့်မရဘူးဖြစ်နိုင်မယ်ဆိုရင်တော့ဗျာမြို့နယ်ဒီလုံးတိုင်းတန်တဲ့ပါတီတွေကလည်းမြို့နယ်330လုံးလုပ်ချင်ကြတာဟုတ်ပြီးတော့ခုအချိန်တွေကတိုင်းပြည်မငြိမ်သက်မှုဖြစ်တာနဲ့ငွေကြီးမပြည့်စုံမှုနဲ့ပြည်သူလူထုရဲ့ပါဝင်မှုကလည်းပဲပြောမယ်ဆိုလို့ရှိရင်စိုးရင်ကြောက်ရမှုတောင်းကြမှုတွေရှိနေတော့ဟိုတော့ကလို့ထင်းထင်းလင်းလင်းမရှိဘူးပေါ့ဗျာရသလောက်ပဲကြိုးစားပြီးလုပ်နေရတယ်အဲ့ဒီစာမွေးတွေကအခုအရင်ပြင်းနေရတယ်လက်နက်ကင်တော်လှန်မှုတွေပြင်းထန်နေတဲ့ကြားကမြန်မာနိုင်ငံအနှံ့မြို့နယ်330လုံးမှာရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ဩဂုတ်လ15ရက်နေ့ထုတ်ပြန်ချက်မှာအဓိပ္ပာယ်များစွာပါဝင်နေတယ်လို့ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကဆိုပါတယ်ဒီထုတ်ပြန်ချက်ကြောင့်နိုင်ငံရေးပါတီတွေဟာပါတီရုံးခန့်အရေးအတွက်ကိုလည်းမြို့နယ်330ရဲ့3ပုံတစ်ပုံပေါ်အခြေခံပြီးဖွင့်လှစ်ခဲ့ကြရတာဖြစ်ပါတယ်ပါတီရုံးခန့်အတွက်စစ်ဆေးပြီးမပြည့်မီတဲ့ပါတီ3ခုကိုပယ်ဖျက်ပြီးမှရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေကိုစစ်တပ်ကထုတ်ပြန်လာခဲ့တာပါဒါအဲ့လိုမျိုးသူတို့ကကိုတော်မှရွေးကောက်ပွဲမလုပ်နိုင်ဘဲနဲ့330လုံးအခြေခံပြီးသူကလုပ်တယ်ဆိုတော့အမှန်တကယ်ဆိုရင်မြို့နယ်260ကိုအခြေခံပြီးဆိုအဲ့260ရဲ့တဝက်ပေါ့နော်တဝက်ကဒါကိုယ်တယ်လောင်းတင်နေနိုင်တယ်ဆိုရင်တော့ဒါရွေးကောက်ဝင်ရွေးခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးလုပ်ကြမှာသူကအခုကအဲ့လိုမျိုးပဲနဲ့အခုကြမှာဒီကျွန်တော်တို့စတဲ့မှာတော့ကြမှာပဲကျွန်တော်တို့ကပါတယ်ရွေးကောက်ပွဲမကျင်းပတဲ့နေနေဆိုပြီးတော့ပြင်ကျင်ကြတယ်ဆိုတော့အဓိကတော့ဗျနိုင်ငံရေးပါတီတွေနေလာတာပေါ့ခင်ဗျတနိုင်ငံလုံး၌ရွေးကောက်ပွဲမလုပ်နိုင်ပေမဲ့လွှတ်တော်တွေကိုမြို့နယ်330အတွက်တွက်ချက်ထားတဲ့စစ်တပ်ကိုယ်စားလှယ်166ယောက်အပြည့်အဝထည့်သွင်းမှာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံ၌ရွေးကောက်ပွဲမလုပ်နိုင်လို့လွှတ်တော်အမတ်မပြည့်ပေမဲ့တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းအပြည့်လွှတ်မယ်ဆိုတာစစ်ကော်မရှင်ရဲ့အစည်းအဝေးတချို့မှာအတည်ပြုထားကြောင်းစစ်တပ်နဲ့နှီးဆက်သူတွေက ARD ကိုပြောပါတယ်။ဒါကြောင့်ရွေးကောက်ပွဲကမကျင်းပခင်မှာတင်လွှတ်တော်ရဲ့တဝက်နီးနီးလောက်ကိုတပ်ကိုယ်စားလှယ်တွေကနေရာဥထားပြီးဖြစ်ပါတယ်။ဟုတ်ကျွန်တော်တို့ကအခုလက်ရှိမှာပေါ့နော်သူကဒီပထမတုပ်ဒုတိယတုပ်တတိယတုပ်လို့သူကပြောထားတဲ့အတွက်အခုသူကျင်းပလို့မြတ်တဲ့56မြို့နယ်ပေါ့ဗျာအဲ့56မြို့နယ်လည်းဒုတတိယတုပ်မှာပါရင်ပါမယ်ဒုတိယတုပ်မှာလည်းပါရင်ပါမယ်ဒါပေမဲ့သူကပေါ့နော်ဒီ330လုံးက
330လုံးအမတ်ကတော့ပြည်ကျင်တဲ့ပေါ်ပါစီပေါ့နော်ဟိုဝင်ရွေးတဲ့နေရာမှာပြည်ကျင်တဲ့ပြည်ပဲဒါပေမဲ့တက်ကတော့20ရာခိုင်နှုန်းကကျွန်တော်အပြည့်လာမှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကတော့ဒီရွေးကောက်ပွဲဟာစစ်တပ်နဲ့စစ်ကောင်းဆောင်တွေရေရှည်အာဏာတည်မြဲရေးအတွက်စိတ်ကြိုက်အကွက်ဆင်ထားတဲ့ထောင်ချောက်တစ်ခုသာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ဒါကြောင့် NLD နဲ့ SNLD တို့လိုလူထုထောက်ခံတဲ့နိုင်ငံရေးပါတီကြီးတွေကမပါဝင်နိုင်တဲ့ဒီရွေးကောက်ပွဲမှာစစ်တပ်ကကိုယ်တိုင်မွေးထုတ်ထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကိုအပြတ်အသတ်အနိုင်ရအောင်လှုပ်ထားတာဖြစ်တယ်လို့ဆိုကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးနဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေအပါအဝင်စစ်ကော်မရှင်အဖွဲ့ဝင်တွေကြံ့ခိုင်ရေးပါတီစီပြောင်းသွားတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။